အားလုံးပဲမင်္ဂလာပါအဆင်ပြေတဲ့ညီကိုတွေအတွက်လည်းအဆင်ပြေရမယ်အဆင်ပြေပြီးသားညီကိုတွေလည်းထပ်မံပြီးတော့အဆင်ပြေမယ်ပွဲစဉ်တစ်ပွဲကိုကျွန်တော်ဘက်ကနေပြီးရွေးချယ်ထားပါတယ်အဲ့ဒီပွဲစဉ်ကတော့ Manchester United အသင်းနဲ့ Aston Villa အသင်းတို့ရဲ့ပွဲစဉ်ပဲဖြစ်ပါတယ်ဗျတနင်္ဂနွေနေ့ည7:00နာရီမှာ Aston Villa အသင်းရဲ့အိမ်ကွင်းမှာ United အနေနဲ့သွားကန်ရမှာပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ဒီ channel ကို join ချင်တဲ့ညီကိုတွေကတော့ဝင်လာချင်တဲ့ညီကိုတွေပေါ့ဗျညီကိုတွေကတော့ကျွန်တော်ခုအောက်မှာပြထားတဲ့အတိုင်းလေးပဲစာလေးကိုရိုက်ပြီးတော့ဝင်လာလို့ရပါတယ်ဗျဆိုတော့ကျွန်တော်တော့ပြောမယ်ဆိုရင်ဒီပွဲစဉ်ကကျွန်တော်တို့ဒီ United အတွက်လည်းအရေးပါတဲ့ပွဲစဉ်တစ်ပွဲဖြစ်တယ် Aston Villa အတွက်လည်းအရေးပါတဲ့ပွဲစဉ်တစ်ပွဲဖြစ်တယ်ခင်ဗျကျွန်တော်စဉ်းစားမယ်လက်ရှိအာဖရိကကိုတွားရမယ့်ကစားသမားတွေက Aston Villa နဲ့ Manchester United အသင်းနဲ့ရှင်လိုက်တဲ့အခါမှာ Manchester United အသင်းကကစားသမားတွေပိုများတယ်ဆိုတော့ကစားသမားတွေများတာနဲတာဆိုတာထက်အာဖရိကကိုတွားမယ့်ကစားသမားတွေရဲ့ impact ကကျွန်တော် Manchester United အပေါ်မှာပို့ပြီးတော့မှတော်တော်လေးဘယ်လိုပြောမလဲထိခိုက်စေတယ်ဗျဘာလို့လဲဆိုတော့လက်ရှိသွားရမယ့်ကစားသမားတွေကိုကျွန်တော်ကြည့်မယ်မာဇွာဝီရှိမယ်ပြီးတဲ့အခါမှာအမ်ဘီမိုရှိမယ်အာမက်ဒီယာလိုရှိမယ်ဒီကစားသမားတွေကိုကျွန်တော်ကြည့်လိုက်တဲ့ခါကျရင်အာမက်ကလည်းကျွန်တော် first line ရနေတဲ့ကစားသမားအမ်ဘီမိုဆိုရင်ကျွန်တော်ပိုအောင်ဆိုးသေးတယ်ကျွန်တော် United အတွက်မဖြစ်မနေလိုအပ်တဲ့ကစားသမားတစ်ယောက်နောက်တစ်ခုကကြောင့်ကျွန်တော်ပြောမယ်ဆိုမာဇွာဝီကတော့ကျွန်တော်ပြောမယ်ဆိုလက်ရှိမှာဒီကိုဒါလော့ရဲ့တူကူရဲ့ရှိနေတာဆိုတော့မာဇွာဝီကတော့မပါနိုင်တာကကျွန်တော်တို့အများကြီးပြောစရာမဟုတ်ဘူးဆိုပေမဲ့လည်းပဲတိုက်စစ်မှု2ယောက်ဖြစ်တဲ့ကျွန်တော်အားမက်ရဲ့အမ်ဗျူမိုရဲ့ဒီ2ယောက်မပါလာနိုင်တာက United အသင်းရဲ့တိုက်စစ်မှာအတော်လေးဒုက္ခရောက်သွားနိုင်တယ်ဗျကန်စစ်ပိုင်းကတော့ကျွန်တော်အဲ့လောက်ထိပြောစရာမလိုဘူးဆိုမဲ့လည်းပဲကန်စစ်ကလည်းရှိနေတဲ့လူနဲ့တောင်မှတောက်လျှောက်ကိုကျွန်တော်တို့ဒီကိုးတွေခွင့်ပြုပေးနေရတယ်ပွဲစဉ်တိုင်းမှာကျွန်တော်တို့ဒီပြောမယ်ဆိုရင်ဘုံပေါင်းတဲ့ပွဲစဉ်မှာဆိုလဲအဲ့တိုင်းပဲကစားသမားလက်မန်းကျွန်တော်ဘယ်လိုပြောရမလဲကျွန်တော်တို့တိုက်စစ်ကလေဂိုးတွေတဖုံဖုံသွင်းနေလို့ဒါလေလက်မန်းကိုကျွန်တော်တို့ဘက်ကနေပြီးတော့မပြောကြတိတ်ပြီးတော့မပြောကြတာဗျအသိလားနောက်တစ်ခုကျတော့လက်ရှိမှာလဲကျွန်တော် United ဘက်ကနေပြီးတော့ဒီရှုံးနေဆိုတာထက်ဗျာကျွန်တော်တို့ဒီ United ဘက်ကနေပြီးတော့မှရလက်တွေကအဆင်ပြေနေတာဆိုလက်မန်းကိုကျွန်တော်တိတ်ပြီးတော့မပြောကြဘူးဗျမှန်တယ်ပြောရင်လက်မန်းလဲကျွန်တော်မကြိုက်ဘူးအခုနောက်ပိုင်းမှာဒီပြောမယ်ဆိုရင်ပြတက်မလားဦးနာနဲ့နည်းနည်းလေးပဲတာတယ်ကိုတင်မလို့ကိုဒီပြောမယ်ဆိုရင်တည်တယ်ဗျာတည်ရမလားပို့လင်းလေးပြောတယ်တခြားသင်းတွေဆိုရင်ကျွန်တော်ထိန်းနေရမျိုးရှိတယ်ဆိုတော့ United အသင်းအနေနဲ့လက်ရှိမှာလဲ Aston Villa အသင်းရဲ့အိမ်ကွင်းမှာသွားကန်တဲ့အခါမှာအခြေအနေကောင်းနိုင်မလားစသဖြင့်ပေါ့ကျွန်တော် United ပေါ်မြင်တဲ့အခါကျရင်အဲ့လိုမျိုးမြင်မိတယ်ဗျတိုက်စစ်မှာလဲကျွန်တော်အာမတ်ကောအမ်ဗျူမိုနှစ်ကောင်လုံးမပါလာဘူးဆိုတော့တေချာတဲ့ထွက်လာနိုင်တဲ့လူအစင်းကကျွန်တော်တို့ဒီဘဲဘက်ချမ်းမှာတူကူထွက်ပြီးညာဘက်ချမ်းမှာကျွန်တော်ဓာတ်လောက်ထွက်လာအောင်မှာပဲအလဲမှာဘလို့ဖြစ်သွားမလဲဆိုဆက်စီရှိမယ်ဆက်စီရဲ့ကိုညာရဲ့တိုက်စစ်မှာဆက်ကိုဒီပုံစံပဲကျွန်တော်ဖြစ်လာနိုင်တာပဲဒီပုံစံနဲ့ဆင်ပြေနိုင်လားဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့အတွေးမြင်ကတော့အလောက်ထိဆင်ပြေမယ်လို့တော့မထင်ဘူးဗျနောက်တစ်ခု Aston Villa ကိုကျွန်တော်တစ်ချက်ကြည့်တဲ့အခါမှာ Aston Villa အသင်းအနေနဲ့ဒီနှစ်က Aston Villa အသင်းရဲ့အကောင်းဆုံးရာသီလို့ကျွန်တော်ရဲ့အမြင်အရပြောပြတာပါမြင်တယ်ဗျဘာလို့လဲဆိုအစပိုင်းပွဲစဉ်တွေတောက်လျှောက်ရှေ့ကျော်ထားတယ်ခြေလျှော်တယ်ဒါပေမဲ့နောက်ပိုင်းပွဲစဉ်တွေမှာတော်တော်ကောင်းလာတာဗျ Aston Villa ဝက်ဆန်နဲ့ပွဲစဉ်မှာဆိုလဲတော်တော်ကောင်းပါတယ်ဆိုတော့ Aston Villa အသင်းကလည်းတော်တော်ကောင်းလာတယ်နောက်ဆုံးကျွန်တော်တို့ဒီရှုံးပွဲမရှိတဲ့ပွဲစဉ်ကလည်းတော်တော်များနေပြီဆိုတော့လက်ရှိ United အနေနဲ့ကလည်းအမတ်တွေကလိုနေပြီအမတ်တွေကလိုနေဆိုတော့ United အမတ်လိုတာတော့တောက်လျှောက်လိုနေတာဒါပေမဲ့ကျွန်တော်ကန်တီယာကိုကျွန်တော်မေ့ထားလို့မရအောင်ဆိုတော့ကျွန်တော်အနေနဲ့ဘယ်လိုမြင်လဲဆိုတော့ Aston Villa အသင်းဘက်ကဖိတာကို United ဘက်ကနေပြီးတော့မှကန်စစ်ကိုဦးစားပေးပြီးတော့စော့တင်တယ်လို့ကျွန်တော်အနေနဲ့မြင်တယ်စော့သွားလိမ့်မယ်လို့လည်းကျွန်တော်အနေနဲ့ထင်တယ်ဘာလို့လဲဆိုတော့တိုက်စစ်ကကျွန်တော်တို့ရှိနေတဲ့ကစားသမားတွေမဟုတ်ဘဲနဲ့ကစားသမား2ယောက်လောက်ထိ changes လုပ်ထားတာဆိုတော့ဘယ်လိုနည်းနဲ့မှကျွန်တော်တို့ဒီချက်ချင်းကိုဒီအသားကြမယ်လို့တော့ကျွန်တော်အနေနဲ့မမြင်ဘူးအဲ့အတွက်ကြောင့်ကျွန်တော်အနေနဲ့ကတော့ United ဘက်ကနေပြီးတော့ကန်စစ်ကိုအဓိကဦးစားပေးပြီးတော့ကစားသွားလိမ့်မယ်လို့ထင်တယ်တခါလေကျမှကျွန်တော်တိုက်စစ်စင်တာမျိုးကြီးမြင်ရနိုင်တယ်လို့ကျွန်တော်အနေနဲ့မြင်တယ်ဗျ Aston Villa အသင်းကလည်းသူတို့ဘက်ကနေပြီးတော့မှသူတို့ရဲ့အိမ်ကွင်းအားသာချက်တစ်ခုနဲ့တင် United ကိုဖိပြီးကန်လိမ့်မယ် United ဘက်ကနေပြီးတိုက်စစ်ပြန်ဆင်တဲ့အခါကျရင်လည်းအနေငယ်လေးကျွန်တော်တို့ဒီပြောမယ်ဆိုရင်အားမရမှုတွေရှိလာနိုင်တယ်ဗျဒီပွဲစဉ်ကဆိုတော့ကျွန်တော်ဘက်ကနေပြီးတော့ကိုယ်အနေလေးသဘောကျပါတယ်ညီကိုရောဘယ်လိုမြင်လဲဗျကျွန်တော်တို့ဘယ်လိုပဲဖြစ်ဖြစ် Aston Villa နဲ့ United ပွဲစဉ်ကျွန်တော်3 9ထက်တော့မကြော်လောက်ဘူးလို့ကျွန်တော်အနေနဲ့မြင်တယ်ကျွန်တော်တို့စွန့်စားတင်တယ်ဗျကိုယ်နဲ့လေးနဲ့ပဲကျွန်တော်စွန့်စားတင်ပါတယ်ညီကိုရောဘယ်လိုမြင်လဲကို့မြင်လေးကိုတစ်ချက်လေး comment မှာရေးခဲ့ပေးပါဦးခင်ဗျကျေးဇူးများကြီးတင်ပါတယ်